ရှင်စိတ်ဝင်စားဖွယ်ဇာတ်လမ်းကောင်းတွေကိုတင်ဆက်ပေးနေတဲ့ဘဝသင်ခန်းစာ Audio Story Channel လေးကနေကြိုဆိုလိုက်ပါတယ်။နောက်ထပ်ဇာတ်လမ်းသစ်တွေနားဆင်နိုင်ဖို့ Subscribe လေးနှိပ်ထားပေးခဲ့ပါလို့ဖိတ်ခေါ်ပါရစေ။ဒီနေ့မှာတော့တိမ်ဆိုင်ထက်ကတမဏိသစ္စာဆိုတဲ့ဇာတ်လမ်းလေးကိုနားဆင်ရမှာဖြစ်ပါတယ်။သွေးရောင်လွှမ်းတဲ့လပညာမှာစတင်ခဲ့တဲ့လှုပ်ကြံမှုကြီးရဲ့အသက်နဲ့လည်းပြီးကာဝယ်ရမယ့်လူဝဲစာလိမ့်နဲ့ဒဏ္ဍာရီလာတမဏိနဂါးသားရဲ့နောက်ပြီးမထင်မှတ်တဲ့ရန်သူလက်ပါစီအဖြစ်ပြန်လဲတွေ့ဆုံရမယ့်စီနီယာမမဒီလိုလဲခွက်တွေကြားကအသက်လူတိုက်ပွဲတွေအကြောင်းကိုအတူတူခန်းစားကြည့်လိုက်ကြရအောင်လားရှင်မင်္ဂလာပါရှင်ကျမတို့ရဲ့တိမ်ဆိုင်ထက်ကတမဏိသစ္စာဇလန်းလေးကိုစတင်ဖို့အတွက်အချိန်ရောက်ပါပြီဇလန်းရဲ့အစမှာတော့တိတ်ကုန်ငိမ့်ချမ်းလာတဲ့မိုးတိမ်တောင်တန်းကြီးတွေစီကိုအရင်ဆုံးခေါ်ဆွားပါရစေလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကချင်းရွံတောင်တန်းကြီးရဲ့ထိပ်ဖျားမှာဝူရှမ်းလို့ခေါ်တဲ့တိုင်းကျောင်းတော်ကြီးတစ်ခုရှိခဲ့တယ်။အဲ့ဒီကျောင်းတော်ဟာလူသူအယောက်အပေါက်နည်းပေမဲ့တတိုင်းပြည်လုံးရဲ့ငြိမ်းချမ်းရေးကိုထိန်းချုပ်ထားနိုင်တဲ့လူဝတ်စာလိပ်တစ်ခုကိုမျိုးဆက်အဆက်ဆက်ထိန်းသိမ်းဆောင်ရှောက်လာခဲ့တာပါ။အဲ့ဒီနေ့ကတော့ကျောင်းတော်တစ်ခုလုံးပုံမှန်အတိုင်းပဲငြိမ်းချမ်းနေခဲ့တာပေါ့။ကျောင်းတော်ရဲ့အကြီးအကဲမစ္စတာယန်ဟာသူ့ရဲ့အတော်ဆုံးတပည့်ဖြစ်သူလီဝေကိုခေါ်ယူတွေ့ဆုံခဲ့ပါတယ်။လီဝေဟာအသက်20အရွယ်သာရှိသေးပေမဲ့တည်ငြိမ်ရင့်ကျက်ပြီးနှလုံးသားဖြူစင်သူတစ်ယောက်ပါ။သူ့ရဲ့ဘေးမှာတော့အမြဲတမ်းတွတ်နဲ့စကားပြောတတ်တဲ့ညီမလေးရှောင်းလင်းရှိနေတတ်ပါတယ်။ရှောင်းလင်းလေးကတော့တိုင်းပညာထက်ပကြီးဆွဲတာနဲ့စာဖတ်တာကိုပိုဝါသနာပါတဲ့ကောင်မလေးပေါ့။လီဝေနန်းတွင်ထဲမှာလေပြင်းတွေတိုက်ခတ်နေပြီ။အမတ်ချုပ်ကြောက်ဖုံးကဧကရက်မင်းမြတ်ကိုဖယ်ရှားပြီးထင်းနှန်းကိုတိမ့်ပိုက်ဖို့ကြံစီနေတယ်။ငါတို့စီမှာရှိနေတဲ့ဒီတစ္ဆာစာလိပ်ထဲမှာသူတို့ရဲ့ကြံစီအားလုံးပါနေတာ။ဒါကြောင့်သူတို့ငါတို့စီကိုလာလိမ့်မယ်လို့မစ္စတာယန်ကတင်းငိမ့်တဲ့လေတံနဲ့ပြောလိုက်တယ်။မိဝေကဆရာကျွန်တော်မျိုးအသက်နဲ့လဲပြီးဒီစာလိပ်ကိုကာဝယ်ပါမယ်လို့ကတိပြုလိုက်ပေမဲ့သူ့ရင်ထဲမှာတော့စိုးရိမ်စိတ်တွေပြည့်နေခဲ့တယ်။အဲ့ဒီညမှာပဲကံကြမ္မာရဲ့မုံတိုင်းကစတင်ခဲ့ပါတော့တယ်။လာပညာဖြစ်ပေမဲ့လှမင်းကြီးကသွေးရောင်လွှမ်းနေသလိုရဲရဲနီနေတယ်။ကျောင်းတော်ရဲ့တကားမကြီးကိုပြင်းထန်တဲ့စွမ်းအားတစ်ခုနဲ့ရိုက်ချိုးလိုက်တဲ့အတန်ကြီးကတောင်တစ်ခုလုံးကိုတုန်ခါသွားစေခဲ့တယ်။အမောင်ဝိညာဉ်လို့ခေါ်တဲ့လောက်ကျန်တပ်ဖြတ်ရေးသမားတွေကျောင်းတော်ထဲကိုဝင်ရောက်လာခဲ့ပါပြီ။ဓာချင်းရိုက်တန်တွေလူသက်အော်ဟစ်တန်တွေနဲ့အတူတာယာလာတဲ့ဝူရှမ်းကျောင်းတော်ဟာသွေးပင်လယ်သွားခဲ့ရတယ်။မစ္စတာယန်ဟာတပည့်တွေကိုကာကွယ်ရင်းဒဏ်ရာအပြင်းထန်ရရှိခဲ့တယ်။သူဟာလီဝေနဲ့ရှောင်းလင်းကိုလှုပ်ဝက်လမ်းကြောင်းကနေထွက်ပြေးဖို့နောက်ဆုံးအမိန့်ပေးလိုက်ပါတယ်။လီဝေဟာရှောင်းလင်းရဲ့လက်ကိုတင်းတင်းဆုပ်ကင်ပြီးမီးဟုံးဟုံးတောက်နေတဲ့ကျောင်းတော်ကြီးကိုနောက်မှထားခဲ့က6ကဘာအစွန်အတိုင်းထွက်ပြေးခဲ့ရတယ်။ဒါပေမဲ့ရန်သူတွေကလည်းတဖြည်းဖြည်းနီးကပ်လာပြီ။6ကဘာရဲ့အဆုံးမှာတော့အောက်ဖက်မှာအဆုံးမရှိတဲ့တိမ်ပင်လယ်ကြီးရှိနေတယ်။ရှစ်ဆက်တိုးရင်ပြုတ်ကျသွားနိုင်တယ်လို့နောက်ဆုံးရင်လည်းတင်မင်းကစောင့်ကြိုနေတယ်။ရှောင်းလင်းကိုယုံနေမလားလို့လီဝေကမေးလိုက်တဲ့အခါရှောင်းလင်းလေးရဲ့မျက်ဝန်းထဲမှာမျက်ရည်တွေဟာဘားပြင်ပုံကိုစီးကျလာတယ်။အဲ့ဒီအချိန်မှာပဲအမတ်ချုပ်ရဲ့လက်ပါစီလောက်ကျန်သမားတွေကသူတို့ကိုဝိုင်းလိုက်ပါပြီ။လီဝေဟာသူ့ရဲ့တံမဏိဓာတ်ကိုထုတ်လိုက်တယ်။ဓာတ်သွားကနေထွက်ပေါ်လာတဲ့အပြာရောင်အလင်းတန်းဟာမှောင်မိုက်နေတဲ့ညီဥယျာဉ်မှာတောက်ပသွားခဲ့တယ်။ဒါပေမဲ့ရန်သူတွေရဲ့ခေါင်းဆောင်ကစာလိပ်ကိုပေးလိုက်စမ်းမပေးရင်ငါဒီမိန်းကလေးကိုအရှင်လက်လက်အရေးကုန်ခွာပစ်မယ်လို့ချိန်ချောက်လိုက်တဲ့အခါလီဝေရဲ့လက်တွေတုံရင်သွားခဲ့တယ်။လီဝေကတော့သူ့ရဲ့ညီမလေးကိုကာဝယ်ဖို့အတွက်အသက်နဲ့လဲပြီးတိုက်ပွဲဝင်ဖို့ပြင်နေပါပြီ။တိမ်ပင်လယ်တွေလွင်မျောနေတဲ့6ကဘာထိပ်မှာဓာချင်းရိုက်တန်တွေကမိုးချင်းတန်လုံးဟိန်းထွက်နေတယ်။လီဝေရဲ့ချင်းရွံတိုင်းခွက်တွေဟာလျက်စီးလိုမြန်ဆန်လွန်းလို့အမောင်ဝိညာဉ်လောက်ကျန်တက်ဖြတ်သူတွေတောင်အံ့အားသင့်နေရတယ်။ဒါပေမဲ့ရန်သူကများလွန်ပြီးသူတို့ကတော့2ယောက်ထဲလေ။အဲ့ဒီအချိန်မှာပဲလောက်ကျန်သူတွေရဲ့ခေါင်းဆောင်ကရှောင်းလင်းစီကိုမြားတစင်းပြစ်လွတ်လိုက်တယ်။ဒီဝေကညီမလေးကိုကာဝယ်ဖို့ခန္ဓာကိုယ်နဲ့ခံလိုက်တဲ့အခါသူ့ရဲ့ပခုံးမှာမြန်းမှန်သွားပြီးသွေးတွေစီးကျလာပါတော့တယ်။ကိုရှောင်းလင်းလေးရဲ့အဟစ်တန်ဟာ6ကဘာတစ်ခုလုံးပဲ့တင်ထပ်သွားတယ်။လီဝေကဒဏ်ရာပြင်းပေမဲ့အန်ကိုတင်းတင်းကျိတ်ပြီးရှောင်းလင်းကိုဆွဲက6ကဘာအောက်ကတိမ်တွေကြားထဲကိုစွန့်စားပြီးခုန်ချလိုက်ပါတော့တယ်။ရန်သူတွေကတော့သူတို့သေးပြီးအမတ်နဲ့ပြန်လဲသွားကြပေမဲ့တကယ်တော့တိမ်တွေအောက်မှာတက်မြက်တွေနဲ့ချိတ်ဆက်နေတဲ့လှိုးဝက်ကူတစ်ခုရှိနေခဲ့တာပါ။
ကူအမောင်ထဲမှာလီဝေဟာတတိလစ်မတက်ဖြစ်နေပေမဲ့ရှောင်းလင်းလေးကတော့ကြောက်စိတ်ကိုအောင်ထားပြီးသူမတက်ထားတဲ့စင်းမီတို့လေးတွေနဲ့အကိုဖြစ်သူရဲ့ဒဏ်ရာကိုပြုစုပေးနေရှာတယ်။ကိုမသေးပါနဲ့အောင်ကျမကိုထားမသွားပါနဲ့လို့တူတူလေးရေရွတ်နေတဲ့သူမရဲ့ပုံစံလေးကတကယ်ကိုရင်နာစရာကောင်းလာပါတယ်။အဲ့ဒီအချိန်မှာပဲကူအမောင်ထဲကနေခြေတံတူတူကြားလိုက်ရတယ်။ရှောင်းလင်းကဓာတ်တူလေးကိုတင်းတင်းဆုပ်ပြီးကြီးလိုက်တဲ့အခါပေါ်လာတာရန်သူမဟုတ်ဘဲအဝတ်အစားနွမ်းပါတဲ့အဖိုးတယောက်ဖြစ်နေတယ်။သူဟာဒီကူထဲမှာနှစ်ပေါင်းများစွာတကူထဲနေထိုင်လာတဲ့ဟွာဖူးလို့ခေါ်တဲ့ဆေးဆရာကြီးပါ။သူကလီဝေရဲ့ဒဏ်ရာကိုမြင်တဲ့အခါမျက်မှောင်ကျုပ်သွားတယ်။ဒါကတန်မှန်များမဟုတ်ဘူးအစိတ်များပဲလို့ပြောလိုက်တဲ့အခါရှောင်းလင်းရဲ့ကဘာကြီးတစ်ခုလုံးပြိုကျသွားတယ်လို့ခံစားလိုက်ရတယ်။ဆေးဆရာကြီးကလီဝေကိုကုသပေးနေတော့မှပဲနန်းတွင်းထဲကအခြေအနေတွေကပိုပြီးဆိုးရွားလာပါတယ်။အမတ်ချုပ်ကြောက်ဖုံးကလီဝေတို့မသေးတာကိုရိပ်မိပြီးအမောင်ဝိညာဉ်ဖွဲ့ကိုအောက်ခြေအထိဖြန့်ကျက်ရှာဖွေခိုင်းထားတယ်။သူကလီဝေတို့လက်ထက်ကစာလိပ်ကိုမရမကလိုချင်နေတာပါ။ဘာလို့လဲဆိုတော့အဲ့ဒီစာလိပ်ထဲမှာကြောက်ဖုံးရဲ့မိသားစုလိုဝဲချက်နဲ့သူဘယ်လိုနီလန်းတွေနဲ့အာဏာရခဲ့တယ်ဆိုတဲ့တက်တွေပါနေလို့ပါ။ခုထဲမှာတော့လီဝေဟာဆေးရှင်ကြောင့်တတိပြန်ရလာခဲ့ပေမဲ့သူ့ရဲ့အတွင်းအားတွေကပျက်စီးလူနေပါဖြစ်နေတယ်။ဆရာကြီးကျွန်တော်ကိုကူညီပါကျွန်တော်ဒီစာလိပ်ကိုနန်းတော်ကတစ္ဆာရှိဝန်ကြီးတွေစီအရောက်ပို့ရမယ်လို့တောင်းပန်ရှာတယ်။အဖိုးကတက်ပြင်းချရင်မင်းရဲ့ဇွဲရတော့ကောင်းပါတယ်။ဒါပေမဲ့မင်းရဲ့ရန်သူကမင်းထက်အင်အားကြီးတယ်။မင်းအပြင်လောကရဲ့လက်ွက်တွေကိုကောင်းကောင်းနားလည်ဖို့လိုမယ်လို့သင်ခန်းစာပေးလိုက်တယ်။ရှောင်းလင်းလေးကတော့ဂူကမှကင်းဆောင်ရင်တဖြည်းဖြည်းနဲ့ရင့်ကျက်လာတယ်။သူမဟာအရင်လိုကြောက်တတ်တဲ့ကလေးလေးမဟုတ်တော့ပါဘူး။သူမရဲ့အကိုကာကွယ်ပေးမဲ့စစ်တီတော်လေးတယောက်ဖြစ်လာဖို့ခြေလန်းစပြင်နေပါပြီ။ဒါပေမဲ့ကံကြမ္မာကသူတို့ကိုအနာမပေးသေးပါဘူး။ဂူရဲ့လှုပ်ဝက်ဝင်ပေါက်ကိုရန်သူတွေကတစနီးကပ်လာပြီဖြစ်ကြောင်းသေဆရာကြီးရဲ့မွေးထားတဲ့လင်းယုံငက်ကအချက်ပေးလိုက်ပါတယ်။ဂူရဲ့အတွင်းပိုင်းထဲကနေထူးဆန်းတဲ့အပြာရောင်အလင်းနှန်းတစ်ခုဖြာထွက်လာတာကိုသူတို့တွေ့လိုက်ရတယ်။အဲ့ဒါကတော့ဝရှမ်းကျောင်းတော်ရဲ့ရှေးဟောင်းဒန္တာကြီးထဲမှာပဲပါလိရှိတဲ့တန်မဏိနဂါဓာပဲဖြစ်ပါတယ်။ဒီဓာဟာတစ္ဆာရှိသူရဲ့လက်ထဲမှာပဲအစွမ်းပြတယ်လို့ဆိုကြတယ်။နေဝေဟာအာယူပြီးဓာစီကိုတွားလိုက်တဲ့အခါဓာကနေထွက်ပေါ်လာတဲ့စွမ်းအားတွေကသူ့ရဲ့ဒဏ်ရာတွေကိုကုသပေးသလိုခံစားလိုက်ရတယ်။ဒါပေမဲ့တစ်ချိန်တည်းမှာပဲဂူအပြင်ကနေရန်သူတွေရဲ့ခြေတံတွေပြန်ကြားလာရပြန်တယ်။နောက်ထပ်လည်းနန်းတွင်းထဲကအရှုပ်တော်ဝန်တွေနဲ့အမတ်ချုပ်ရဲ့နောက်ထပ်ရက်ဆက်တဲ့အကျဉ်းစီတွေကိုဆက်လက်တင်ဆက်ပေးသွားမှာမို့လက်လွတ်မခံပါနဲ့အောင်ရှင်။ဂူဝမှာတော့လင်းယုံငယ်ရဲ့အချက်ပေးတန်နဲ့အတူအမောင်ဝိညာဉ်လောက်ကျန်သူတွေရဲ့ခြေတံတွေကပိုပြီးနီးကပ်လာတယ်။လီဝေကဓာတ်တစ်ကိုစုပ်ကိုင်ထားပေမဲ့သူ့ရဲ့ခန္ဓာကိုယ်ကဒဏ်ရာတွေကအမြင့်မပြတ်သေးဘူးလေ။အဲ့ဒီအချိန်မှာဆေးဆရာကြီးဟွာဖူးကလီဝေရဲ့ပခုံးကိုပုတ်ပြီးလီဝေသတိထားသူတို့ကမင်းကိုတတ်ဖို့ပဲလာတာမဟုတ်ဘူး။မင်းစီကစားလိပ်ကိုရဖို့နဲ့မင်းရဲ့ညီမလေးကိုတစားကန်လုပ်လိုက်မယ်။အပြင်လောကရဲ့ရက်စက်မှုဆိုတာကိုချင်းစာတရားမရှိတာပဲလို့သတိပေးလိုက်တယ်။ကျမတို့လူမှုပတ်ဝန်းကျင်မှာလည်းကိုယ်အကျိုးစီးပွားအတွက်အခြားသူရဲ့အားနည်းချက်ကိုအသုံးချတတ်တဲ့လူစားမျိုးတွေရှိတတ်တာကိုသင်ခန်းစာပေးနေတာပါပဲ။ရှောင်းလင်းလေးကတော့ကိုကျမမကြောက်တော့ဘူးကိုနဲ့အတူတိုက်မယ်လို့ပြောလိုက်တဲ့သူမရဲ့လေးတန်းဟာအရင်လိုတုံရင်မနေတော့ပါဘူး။ဒါဟာအခက်ခဲတွေကလူတစ်ယောက်ကိုဘယ်လောက်ထိရင့်ကျက်စေသလဲဆိုတာကိုပြနေတာပါ။တိုက်ပွဲကစတင်ပါပြီ။ဂူဝကိုကြော်ဖြတ်ဝင်လာတဲ့ရန်သူတွေကိုလီဝေကတန်မဏိနဂါဓာရဲ့စွမ်းအားနဲ့ခုခံတယ်။ဒါကနေထွက်ပေါ်လာတဲ့လျှက်စီးလိုအပြာရောင်အလင်းနှန်းတွေကဂူဝမောင်ကိုဖျက်တောက်သွားတယ်။လောက်ကျန်သူတွေဟာလီဝေရဲ့တိုင်းခွက်အစ်စ်ကြောင့်အထိနာကုန်ကြတယ်။ဒါပေမဲ့ရန်သူတွေကညံများတယ်။သူတို့ထဲကတယောက်ကလီဝေကိုအာယုံလွှဲနေတော့နောက်တစ်ယောက်ကရှောင်းလင်းစီကိုဝင်လုံးလိုက်တယ်။ရှောင်းလင်းလေးကလည်းချစ်ချင်းပဲမိကိုဘုံကိုခွဲချလိုက်ပြီးခုတစ်ခုလုံးမှောင်အတိကျသွားစေခဲ့တယ်။ဒီအချိန်နန်းတော်ထဲမှာတော့အမတ်ချုပ်ကြောက်ဖုံးကဝိုင်ခွက်ကိုကင်ပြီးပြုံးနေတယ်။သူဟာဧကရမင်းမြတ်ကိုအစိတ်ခတ်ဖို့နောက်ထပ်အကြံအစီတစ်ခုကိုစီစဉ်နေတာပါ။ဝူရှမ်းကျောင်းတော်ကစာလိပ်ကိုသာရရင်ငါရဲ့အပြစ်တွေအားလုံးကပျောက်ကွယ်သွားပြီ။ငါဟာဒီတိုင်းပြည်ရဲ့အရှင်သခင်ဖြစ်လာလိမ့်မယ်လို့သူကကြိတ်ပြီးရေရွတ်နေတယ်။သူရဲ့ဘေးမှာတော့မျက်နှာဖုံးဆွတ်ထားတဲ့လှိုးဝက်တဲ့မိန်းကလေးတစ်ယောက်ရှိနေတယ်။သူမကဘယ်သူလဲ။ကြောက်ဖုံးရဲ့သမီးလား။ဒ
ဒါမှမဟုတ်သူမွေးထားတဲ့နောက်ထပ်လောက်ကျန်သူလားဆိုတာကတော့မြုပ်ကွက်တစ်ခုပါပဲကူထဲမှာတော့တိုက်ပွဲတွေအထွတ်ထိပ်ကိုရောက်နေပြီညီဝေကရန်သူတွေကိုအနိုင်ယူနိုင်ခဲ့ပေမဲ့ဆေးဆရာကြီးဖွားဖူးကတော့ရန်သူဓာချက်တစ်ခုကိုညီဝေကိုစားဝန်ခံလိုက်ရလို့ဒဏ်ရာရသွားတယ်တော့လီဝေဒီကူတွေကနေအမြန်ထွက်သွားတောင်အောက်ကပန်းကြပြရွာမှာငါရဲ့သူငယ်ချင်းတယောက်ရှိတယ်သူကမင်းတို့ကိုကူညီလိုက်မယ်လို့အဖိုးအိုကအသက်ရှူခက်ခဲနဲ့မှာကြားရှာတယ်လီဝေနဲ့ရှောင်းလင်းတို့ဟာမျက်ရည်တွေကိုတုပ်ပြီးဆရာကြီးကိုကြော့ကဂူထဲကနေစွန့်စားပြီးထွက်ပြေးခဲ့ကြတယ်လီဝေနဲ့ရှောင်းလင်းတို့ဟာဂူထဲကနေစွန့်စားပြီးထွက်ပြေးလာခဲ့ကြပေမဲ့သူတို့ရဲ့ရှေ့မှာတကယ်လောကကြီးကစောင့်ကြိုနေတာပါသူတို့ဂူထဲကထွက်လာတဲ့အချိန်မှာညှိနှက်နေပါပြီတောင်ကြီးကပန်းချပြရွာလေးကိုရောက်ဖို့ဆိုရင်ရန်သူတွေရဲ့ကင်းစခန်း၃ခုကိုကျော်ဖြတ်ရမယ်လေလီဝေဟာသူ့ရဲ့လက်မောင်းတန်ရာနာကျင်မှုကိုအန်တုပြီးညီမလေးရဲ့လက်ကိုတင်းတင်းဆုပ်ကင်ထားတယ်ရှောင်းလင်းကိုယုံကြည်ပြီးအသက်ကိုအောင်ထားနော်လို့သူကတိုးတိုးလေးမှာရှာတယ်ဒါပေမဲ့ရွာထဲကိုရောက်ဖို့လမ်းတစ်ဝက်မှာတဲ့အမတ်ချုပ်ရဲ့လှုပ်ဝက်လက်ပါစီမျက်နှာဖုံးစွန်မိန်ကလေးဇီယန်ကသူတို့ရှေ့မှာလေးလိုပဲမြင်မြန်ဆန်းဆန်းပေါ်လာခဲ့တယ်။သူမရဲ့ဓာသွားကလှအလင်းရောင်အောက်မှာအေးဆက်ဆက်နဲ့တောက်ပနေတာပေါ့။လီဝေစားလိုက်ကိုပေးလိုက်ပါ။မင်းတို့အသက်ရှင်ကြရင်ငါစကားကိုနားထောင်ပါလို့သူမကပြောလိုက်ပေမဲ့သူမရဲ့မျက်ဝန်းတွေထဲမှာတော့ဝေခွဲမရတဲ့အရေးအယောင်တွေရှိနေတယ်။လီဝေဟာသူမကိုမယုံရဲတာကြောင့်တမဏိနဂါရကိုထုတ်ပြီးတိုက်ခိုက်ပါတော့တယ်။ဒါချင်းရိုက်တန်တွေကတိတ်ဆိတ်နေတဲ့တောအုပ်ထဲမှာဟိမ့်ထက်သွားတယ်။ဇီယန်ရဲ့တိုင်းခွက်တွေကအရန်ကိုထူဆန်းပြီးလှုပ်ဝက်လွန်းလာတယ်။တိုက်ပွဲကြားမှာလီဝေကသူမရဲ့မျက်နှာဖုံးကိုဓားပြားနဲ့ခတ်ချလိုက်တဲ့အခါပေါ်လာတဲ့မျက်နှာကိုမြင်ပြီးလီဝေစွန့်အားသွားခဲ့ရတယ်။သူမဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကကျောင်းတော်ကနေပျောက်ဆုံးသွားခဲ့တဲ့သူ့ရဲ့စီနီယာမမချင်းရွှဲဖြစ်နေလို့ပါပဲ။စီနီယာမမဘာလို့အမတ်ချုပ်ရဲ့လက်ပါစီဖြစ်နေရတာလဲလို့လီဝေကအံ့ဩတကြီးမေးလိုက်တယ်။ချင်းရွှဲကမျက်ရည်တစားနဲ့လီဝေလောကကြီးကမင်းထင်တယ်လို့မယိုးရှင်းဘူးငါမိသားစုကိုသူတို့တစားကန်လှုပ်ထားတာလို့ပြန်ပြောလိုက်တယ်ဒါဟာအပြင်လောကရဲ့စိတ်ပျက်စရာကောင်းတဲ့အမှန်တရားတစ်ခုပါပဲလူကောင်းတွေဟာကိုချစ်တဲ့သူတွေအတွက်ကြောင့်မကောင်းမှုတွေမှာပါဝင်ပတ်သက်နေရတာမျိုးပေါ့အဲ့ဒီအချိန်မှာပဲအဝေးကနေနန်းတွင်းစစ်တီတော်တွေရဲ့မိတုပ်အလင်းရောင်တွေနဲ့မြင်းခွာတန်တွေကြားလာရတယ်ချင်းရွှဲကသူတို့ရောက်လာပြီဒီလမ်းကနေသွားရင်မင်းတို့ကိုမိသွားလိမ့်မယ်ငါနောက်ကိုလိုက်ခဲ့လို့ပြောပြီးသူတို့ကိုရွာထဲကလှိုးဝက်တဲ့ဗပဲဆရာကြီးတူစီကိုခေါ်သွားပေးခဲ့တယ်ဗပဲဆရာကြီးမှုဖုံးဟာဆေးဆရာကြီးဖွားဖူးရဲ့မိတ်ဆွေဟောင်းဖြစ်ပါတယ်သူကလီဝေတို့ရောက်လာတာကိုမြင်တော့အမြန်ပဲဝက်ပေးလိုက်တယ်ဒါပေမဲ့ရွာထဲမှာအမတ်ချုပ်ရဲ့လူတွေကတအိမ်တက်ဆင်းရှာဖွေနေကြပါပြီလီဝေဟာသူ့ရဲ့ဓာတ်ကိုတင်းတင်းဆုပ်ပြီးကျွန်တော်တို့ဒီမှာရက်နေလို့မဖြစ်ဘူးအမတ်ချုပ်ရဲ့အကြံစီတွေလူတွေသိအောင်လုပ်ရမယ်လို့ဆုံးဖြတ်ချက်ချလိုက်ပါတယ်ရှောင်းလင်းလေးကတော့ဗပဲပိုထဲမှာရှိတဲ့တန်တိုတန်စတွေနဲ့တခုခုကိုတိတ်တိတ်လေးတီထွင်နေတယ်သူမဘာကိုတီထွင်နေတာလဲညနေပိုင်းမှာတော့ချင်းရွှဲကလီဝေစီကိုလာပြီးလှုပ်ဝက်ချက်တစ်ခုကိုထပ်ပြောပြတယ်လီဝေစားလိတ်ထဲမှာပါတာအမတ်ချုပ်ရဲ့အပြစ်တင်မဟုတ်ဘူးဧကရစ်မြမြရဲ့သွေးသားရင်းချန်နဲ့ပတ်သက်တဲ့လှုပ်ဝက်ချက်လည်းပါနေတာဒီစကားကြောင့်လီဝေရဲ့ကဘာကြီးဟာနောက်တစ်ချိန်လှုပ်ခတ်သွားရပြန်တယ်စားလေးရဲ့တကယ်တန်ဖိုးကသူထင်ထားတာထက်ပိုးပြီးကြီးမားနေတာ哦နတ်လင်းလာတဲ့အခါမှာတော့ရွာထဲကိုအမတ်ချုပ်ကိုယ်တိုင်ရောက်လာခဲ့ပါပြီသူကရွာသားတွေကိုဝိုင်းထားပြီးတပုံတွေကိုမအပ်ရင်တရွာလုံးကိုမိရှို့ပစ်မယ်လို့ချိန်ချောက်ပါတော့တယ်တိန်ဆိုင်ထက်ကတာမဏိသစ္စာဇလန်းလေးရဲ့အပိုင်းတစ်ကတော့ဒီနေရာမှာပဲရနာဝင်ပြပါရှင်အမတ်ချုပ်ကိုယ်တိုင်ရွာကိုဝိုင်းထားတဲ့အချိန်မှာလီဝေနဲ့ရှောင်းလင်းတို့မောင်နှမဘယ်လိုဆက်လက်ရင်ဆိုင်ရမလဲရှောင်းလင်းလေးတိတ်တိတ်လေးတီထွင်နေတဲ့အရာရောဘာဖြစ်မလဲဆိုတာကိုတော့လာမယ့်အပိုင်းနှစ်မှာဆက်လက်စောင့်မျှော်ကြည့်ရှုပေးကြပါအောင်လို့ဖိတ်ခေါ်ချင်ပါတယ်ရှင်အဆုံးထိအားပေးနားဆင်ကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုဘဝသင်ခန်းစာ Audio Story Channel မှာကျေးဇူးအထူးတင်ရှိပါတယ်နားဆင်သူတိုင်းကိုယ်စိတ်နှပြကျန်းမာချမ်းသာကြပါစေမိသားစုဝင်တွေအထူးသဖြင့်မိဘတွေနဲ့အတူအေးချမ်းပျော်ရွှင်တဲ့အချိန်လေးကိုအမြဲတမ်းပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ရှင်